မယန်တီးတွေကြည့်ပါဦးသူတို့တွေပြောတော့ချိုတယ်တဲ့ချိုမချိုစားကြည့်ရအောင်ကြည့်နေမသိရမချနေပြီရှင်းမိုင်မှာအတီးတွေအဆုံရှိရပြီးတော့မလော်လဲတွေ့ခဲ့တယ်ဒီနေ့ဈေးမှာမလော်နောက်ရဆိုင်ဒီနေ့တိတ်မဲ့တာမတွေ့လို့မလော်တာအဲ့နဲ့မယန်တီတွေ့တော့မယန်တီဝယ်လာမလော်တော့နောက်တစ်ပတ်ကျရင်ဝယ်စားကြည့်မယ်တကယ်ဟုတ်ရအချိုကြီးအဲ့ကိုတဲ့ very good very good อร่อยมาก